ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်မှာအယောင်ကိုယ်စားလှယ်မျိုးဝင်းတစ်ဖြစ်ပါတယ်ရှင် Congratulations Best Seller Award ရွှေစင်နှစ်ချက်သားနဲ့အတူဂုဏ်ပြုမှတ်တမ်းလာကိုလက်ခံယူပေးပါရန်မျိုးဝင်းတစ်မှတာဝန်ရှိလူချင်းများအားဂုဏ်ယူလေးစားစွာဖြင့်စင်မြင့်ထပ်သို့ဖိတ်ခေါ်ပါတယ်မျိုးဝင်းတစ်သည်2024-2025 ခုနှစ်အတွက်တစ်နှစ်ပတ်လုံးတန်ချိန်41မက်ထရစ်တန်မှ60မက်ထရစ်တန်ထိမြန်မာနိုင်ငံလုံးရောင်းအားတိုးတက်မှုအမြင့်ဆုံးဖြန့်ဖြူးနိုင်ခဲ့တဲ့အတွက်ယခုလို Best Seller Award ကိုထိုက်တန်စွာနဲ့ရရှိခြင်းပဲဖြစ်ပါတယ်။လစဉ်စာချုပ်ပါတန်ချိန်အရေးအတွက်ကိုပြည့်မီအောင်ဖြန့်ဖြူးခဲ့တဲ့အပြင်2023-2024 ခုနှစ်စုစုပေါင်းဖြန့်ဖြူးမှုအရေးအတွက်ထက်10%အထိပုံမှန်ဖြန့်ဖြူးနိုင်ခဲ့တဲ့ EFF ကိုယ်စားလှယ်မျိုးဝင်းတစ်မှရရှိတာပဲဖြစ်ပါတယ်ရှင်။ Congratulations ပါရှင်။ဂုဏ်ယူပါရကျေးဇူးလည်းထူပဲတင်ရှိပါတယ်